Okay, Joshua Ban or Champion Gabaya, you know, pure light, Yame. Or the boy chicken low and me sign over Bogodi Masive and Pianara, Piana, you nether, Joshua Ban, no, see a jar, Piolo Shavia, UFC Surakaban, better for a Z. What time Pinyama solution, and a cabana better for a Divo. Polon Piolo Shay, that champion Libya. Yamananga Mabakaba, Sintia, Agazama, Shaba, Mashiba. Or Joshua Ban, Asha goes on to hold it, you see, Yamako on hold it, the boy, that's what I am, Menyano. Japan na ano to support bida asiwa yo media yo bia kapat ko yaon tu me panya talaga ne tu hle le da me aw yaw wa de kha ma Joshua Ban ya butterfly cat ko ma jaw nai du yi thong la de ka ma tai ne bat ko la ti ke ma ja Joshua Ban no ti ja ya no phak phak phakပေါက်ဆိုအဲ့လိုမျိုးကြိတ်တယ်အဲ့ဒီကမှJoshua Banကြိတ်သွားတာပဲစုပ်ပစ်တော့ပါနော်တဆိုတိုင်းကစုပ်ပစ်တော့တာမျက်နှာလေးပဲဒိုင်ကအတားယူပါတယ်မဟုတ်လို့ရှိရင်ဒီကောင်အသက်အနေနဲ့ရဲ့ပညာဆိုအခုJoshua Banကို fighter တွေအားလုံးက respect ပေးကြပြီ CI ဆိုတာသိသွားပြီ UFC ရောက်ခံဒီမှာနဗန်းတင်တာနော်သွားနောက်လို့မရဘူးနဗန်းတင်ပေမဲ့အခုအကုန်လုံးကြိတ်သွားပြီအဲ့တော့တယောက်တစ်ဖက်လည်းနည်းနည်းလေးပို့ပြီး upgrade လုပ်ရလို့ရှိရင်Joshua Banကထပ်ပြီးတော့ကပတ်ကာကပွဲအများကြီးရှုံးမှာနောက်လူမယ်ဆိုရဲဒီပန်တိုဂျာတွေပါတယ်သိရမလားပန်တော်တွေပါတယ်လေ့လိုက်တော့ဖိုးကြီးပြသွားပြီအဲ့တော့Joshua Banတော့လောနိုင်မဲ့လူမမြင်သေးဘူးကျွန်တော်ကတော့ congratulation ပါမြန်မာနိုင်ငံမှာအဲ့လို fighter မျိုးရှိတာဒါဂုဏ်ယူရမှာဗျာမြန်မာနိုင်ငံသားပေါ့ကိုစားပြုတယ်ဗျာ UFC ရောက်ချင်းညာတယ်ဒါမြန်မာ American Burmese American ဘာညာပေါ့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်Joshua Banအနေနဲ့ကထပ်ပြီးတောက်ပါအောင်ပါဗျာမြန်မာနိုင်ငံမှာဗျာဘယ်အကစားမှာကမ္ဘာအဆင့်1ဝင်နိုင်မကြဘူးလေအဲ့တော့Joshua Banတယောက်ပဲရှိသေးတယ်နော်အဲ့တော့ sporting ပေးရမှာနော်မသိချင်အောင်ဆောင်လို့မရဘူးအာရှတိုက်ကတော့ sporting ပေးနေပြီမြန်မာနိုင်ငံနဲ့ sporting ပေးရမယ်ဂုဏ်ပြုရမယ်ဒါပါပဲ